အခုလိုကြောင့်ရင်ကြောင့်ဇနီးတဲ့ကကွာရှင်းပြက်စီတာခံလိုက်ရတဲ့စမ်းမင်းသားတင်မောင်စမ်းမေဝေနာမည်ကြီးစမ်းမင်းသားတင်မောင်စမ်းမေဝင်းကတော့အခုချိန်မှာလူမှုရေးကိစ္စအရှုပ်ရှင်းတွေနဲ့ရှင်းဆိုင်နေရပါတယ်။ခုဆိုတင်မောင်စမ်းမေဝင်းကိုဇနီးတဲ့ကကွာရှင်းလိုက်ပြီဆိုတဲ့သတင်းတွေလည်းထွက်နေတာပါ။တင်မောင်စမ်းမေဝင်းကမြန်မာနိုင်ငံရဲ့ထိပ်တန်းစမ်းမင်းသား3ယောက်ထဲမှာတူပါဝင်ပါ။တင်မောင်စမ်းမေဝင်းဟာဒီလိုမြန်မာနိုင်ငံရဲ့ထိပ်တန်းစမ်းမင်းသားတစ်ယောက်ဖြစ်တယ်လို့တရုတ်ဆောင်မင်းသားဖြစ်ရင်လုတ်ကင်နေတာဖြစ်ပါတယ်။တင်မောင်စမ်းမေဝင်းမှာချစ်စရာကောင်းတဲ့တားလေးတစ်ယောက်လည်းရှိတာပါ။စမ်းမင်းသားတင်မောင်စမ်းမေဝင်းဟာဒီလိုတာယာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားပြီးမြဲလေရုတ်တရက်စနီးတဲ့ရဲ့ကွာရှင်းတာခံလိုက်ရကြောင်းသိရတာပါ။တင်မောင်စမ်းမေဝင်းကွာရှင်းခံလိုက်ရတဲ့အထူးအကြောင်းရင်းကတော့နောက်မီးလေးလို့ဖြစ်ကြောင်းစနီးတဲ့နဲ့အတူအမှုပညာတိုင်းဝိုင်းမှာကောလာဟလသတင်းတွေထွက်နေပါတယ်။တင်မောင်စမ်းမေဝင်းဟာစက်တပင်လောကတွေကနာမည်ကြီးမျိုးသမီးတစ်ယောက်နဲ့နောက်မီလင်းချစ်ကြည်တို့တစ်တီတူးနေတယ်လို့သိရတာပါ။ဒါကြောင့်လည်းဇနီးတဲ့ကခံနိုင်ရမရှိတော့လို့ကွာရှင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တကယ်ကွာရှင်းတာလားလင်းနဲ့မရရှာနေသွားဆိုသလိုသားလေးမျက်နှာနဲ့ပြန်ဆင်ပြေသွားကြမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ပရိသတ်တို့ကရောတင်မောင်စမ်းမေဝင်းနောက်မီလင်းတဲ့ကိစ္စကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။